Hello ဒီနေ့မှာတော့ဒီမှာရုံးအကိုမိုင်းနဲ့တူဟောပေါ်သွားဆက်ဖြစ်ခဲ့ပါရှင်ဟေးဆိုတော့စောင့်နေနေဒီမှာပိတ်ယူထမင်းလေးကိုစားလိုက်လိုက်ပါတယ်ဟေးစလိုက်ခါမှာတော့အရွက်တွေနဲ့အစာပလာတွေကိုထည့်လိုက်ပါတယ်ရှင်ဒီတစ်ခေါက်မှာတော့တုံးရဟင်းလေးနဲ့ပင်လက်စားဆက်လေးကိုစားဖြစ်ပါရှင်အဲ့လိုမျိုးပေါ့နော်ကျွန်မအသားလုံးနေတာမကဘဲနဲ့အရွက်တွေကိုပါအဲ့လိုမျိုးအချင်းနဲ့နှိပ်ပြီးစားရအောင်စိတ်တယ်ရှင်အဲ့လိုမျိုးပေါ့နော်စားလာတတ်လိုက်နဲ့အေးကုန်သွားတဲ့ခါမှာတော့ဒီမှာအေးတော့ပြန်ဖြစ်ပါတယ်9 နာရီကျော်နေပြီဆိုတော့ဘူးမတော့တိတ်ပြမရှိတော့ပါဘူး။စမ်းပြီးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။